တာလီစားပါနေကောကဲမဟုတ်ပါလားဟုတ်ပါတယ်ဟုတ်ပါတယ်ဒီရစဝမ်းသာပါတယ်ဟုတ်ပါတယ်ဝမ်းပါအလေကရှောင်းဖရိုင်းဘွေးတော်နာမည်ကိုတစ်ခေါက်မိတ်ဆက်ပြီးပါကိုရိုနာမီကရှောင်းညာတို့ဘာသာလို့ခေါ်ပါတယ်မဟာကုဏတော်ဖောင်ဒေးရှင်းမှာအဓိကရောစော်တယောက်အနေနဲ့အလုံးလုံးနေကိုလိုတော့ဖိုက်ပါတယ်ဟုတ်ပါတယ်ဒီဘက်ကမျိုးဆက်တဲ့ညီရှိနာမည်မိတ်ဆက်ပြီးပါပါလီစွာပါကျွန်တော်နာမည်ကတော့ကျော်လဲဝဲလို့ခေါ်ပါတယ်မဟာကုဏတော်ဖောင်ဒေးရှင်းကြီးဖွဲ့ဝဲတယောက်အနေနဲ့လုံးစုပ်ပြီးနေကြဖိုက်ပါတယ်ဒီဘက်ကညီရှိမိတ်ဆက်ပြီးပါဟုတ်ပါတယ်ကျွန်တော်နာမည်ကကြကေပိုင်ဖို့လို့ခေါ်ပါတယ်မဟာကုဏတော်ဖောင်ဒေးရှင်းမှာစရိတ်တောင်ဝန်ကိုထပ်ဆောင်နေတော့ကျွန်တော်ဖွဲ့ဝဲတယောက်ဖိုက်ပါတယ်ဒီဘက်ကမျိုးဆက်တဲ့ညီမရှိမိတ်ဆက်ပြီးပါကြားပါတဲ့နာမည်ကပြန်တဲ့ဖက်ပါရဲ့ကျန်ကမဟာရုဏဖော်ဒေးရှင်းနဲ့အတူလက်တွဲလို့အင်းဆော်ရဲ့ပြည်နေတဲ့လူမျိုးရှိပြဖက်ပါရဲ့အကျဉ်းကမဟာကုဏဖော်ဒေးရှင်းမှာစရီအဖေးဆောင်ရဆိုရပြီးနေစေမကြောင်ပါရဲ့ကျေးဇူးတင်ပါတယ်အခုပဲအလူငွေတိရိုင်းရင်အတွက်နဲ့ဆဲလက်ပြီးဘရိုက်တာတီလှုပ်လှဖို့ဆိုကိုပုံစံရှိတီကိုရှောင်းဖောင်းအနေနဲ့ရှောင်းပါပြီးပါအခုပဲလူရှောင်းတီလူတန်းငွေနဲ့နေပြီလေကိုတော့မာကုနာတော့ဖော်ဒေးရှင်းကိုလူတန်းတော့လူတန်းငွေနဲ့ကိုတော့ရသေးတော့ဘုနေမှာခါကေရောင်းနေခဲ့တဲ့ service shop ပေတူတီကိုတပတ်တလန်းကလူတန်းခဲ့တဲ့ကိုကြီးပါဝါလူတန်းခဲ့တဲ့အလူရှောင်းပုတ်ပုတ်တဲ့ကိုကျေးဇူးတောင်းပါတယ်ကိုတော့လည်းတော့အလူရှောင်းတီပန်ပေါ်မအော်နဲ့နေပြီလေအဓိကခါကေကုန်နေခဲ့တဲ့ service shop ပေတူတီကိုဆလာပြီးကိုကြီးလူတန်းလောက်ဖိုက်ပါတယ်ကျေးဇူးတင်ပါတယ်အခုလမ်းဟင်းရထားတဲ့ငွေကမလေးရှားနိုင်ငံကလို့ပြောပါတယ်ဒီ Brighter Face နာမည်ကိုတေချာပို့ပြီးပါအခုနေပြီကမလေးရှားနိုင်ငံမှာအဓိက Face တွေအာရခါအမဲ Brighter တောင်းကနေပြီကကိုရောမာကုနာတော် Foundation ကိုနေပြီကစပီရှောင်းပြည်သူတွေကိုကိုကြီးလူတန်းပြလို့ရအောင်တော့ငွေကျပ်သိန်း50ကျပ်တိလူတန်းထပ်ပါတယ်ဟုတ်ပါတယ်ဒီဘက်ကမျိုးဆက်တဲ့ညီမရှိဖရိုအလူငွေတိကိုဆဲလက်ပြီးကဇပပူလို့လောက်ဖို့ဆိုကိုအရှောင်းဖရိုနဲ့လက်တွေ့ပြီးပူလို့လောက်ဖို့ဆိုကိုလေးရှောင်းပါပြီးပါပါရဲ့အကျော်ကကိုတော်နဲ့အတူတူမဟာကရုဏာတော်ပရိုက်တာဖောင်ဒေးရှင်းမှာအတူတူလက်တွေ့လုပ်နေတဲ့လူမျိုးရှိတိဖိုက်ပါရဲ့အခုမလေးရှားနိုင်ငံအာရခအော်မယ်အဖောင်းကနေပြီးတဲ့ရောက်ကူညီပြီးထားတဲ့သင်္ကန်းစီကိုလေးတော့လက်ခံရရှိပါရဲ့ဒီငွေတင်နဲ့အတူတူအကျဉ်းဝက်စိတ်ရှော့ပေးသူတွေတော်ဒီအလုံးကိုကိုကြီးဆောင်ရပြီးတော့ဖိုက်ပါရဲ့အခုပဲမျိုးရှိတ်စိတ်တဲ့အဘေးနဲ့လူတင်ပြတဲ့အတွက်နဲ့အာရခမလေးရှားနိုင်ငံအာရခအော်မယ်အပေါင်းတူအပေါင်းတော်ဒီအလုံးနဲ့စေတနာရှောင်းတီအလုံးကိုအထူးပေါင်းကျေးဇူးတင်ရှိပါရယ်ဆယ်လက်ဘရီဂေလေးတို့အကျဉ်းနဲ့အတူတူဥပပါဝါဆောင်ရလာတဲ့ဖို့ဖိုက်ခေါ်ရှင်ပါရယ်အလုံးကိုအထူးကျေးဇူးတင်ရှိပါရယ်ကျေးဇူးတော်ကောက်ပါရယ်ဝမ်းလေးဝမ်းသာပါရယ်ဒီဘက်ကညီညီမရှိသေးလေဝမ်းမကောစကားကျေးဇူးစကားပရိုကပြီးပါဟုတ်ပါတယ်အခုပဲအာရခန်အော်မန်ဖော်ဒေးရှင်းအသက်ကိုလည်းအထူးပဲကျေးဇူးတင်မိပါတယ်အာရခန်ပြည်သူပြည်သက်တွေကိုအခုပဲတစ်စိတ်တစ်ဝန်းနဲ့တန်းနေနေအားနေပြီးခွန်ကြီးပြည်သက်တွေကိုလည်းဒီနေရာနေပြီးအထူးပဲကျေးဇူးတင်မိပါတယ်လို့အာရခန်အော်မန်သက်တွေကိုပရိုကောက်လုပ်ပါတယ်ဟုတ်ပါတယ်မျိုးဆက်တဲ့လူငယ်ရှိဖိုက်တယ်စာရီသက်လေးကောင်းအောင်လို့တော့ကြောက်ပါရယ်ကျွန်တော်တို့ဟုတ်ပါတယ်မျိုးဆက်တဲ့ညီရှိကိုပိုင်ဖို့လေးတော့အမှားစကားဝမ်းမစကားပရိုကပြီးပါဟုတ်ပါတယ်အခုပဲတော်ကြီးခက်ခဲနေအချိန်မှာမျိုးဆက်တဲ့အပင်းနဲ့နေရာခေါင်းရောင်းနေခဲ့တဲ့ကိုပြည်သူပြည်သက်ကြီးအောင်လုံးကနေပြည်သက်ကြီးတော်အဲ့ပဲကျေးဇူးတင်မိပါတယ်ဒီပဲခက်ခဲနေအချိန်မှာဝေးတကြိုက်ရအဖိတ်ပဲကျွန်တော်တို့မှာတော်ကြီးအော့ဖိတ်ပါတယ်အခုပဲကျွန်တော်လေးတော့ဒီရာထိုက်ပြည်သက်ကြီးကိုလုံးဝခက်ခဲနေနေရမှာလုံးဝလိုအပ်တဲ့နေမှာမှသုံးရှားပြီးလူတန်းလုံးဖိတ်ပါတယ်အောင်လုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့မာကုနာတော်ဖော်ဒေးရှင်းဤနာကတန်ဃာတော်ထေကအဓိကနိုင်ငံက language ဆရာတီမှာ international ပဲဆရာမှာပါပူပုံတွေရှောင်းပရောဥညာနိုကျန်ရီတန်ဃာတိကိုစားပါစိတ်ရှုပ်တီလက်ခံရိုင်းမှုမာကုနာတော်ဖော်ဒေးရှင်းဤငွေသိန်း50ကိုလက်ခံရိုင်းမှုကိုစူပုံပကေနောက်ဆုံးအနေနဲ့ဝမ်းမစကားကျေးဇူးစကားဂုဏ်မှတ်တက်လာပြီးကောက်ပြီးပါအခုပဲဒလေးဇာနဲ့အာရခပေတူတီကို
ကိုရင်လူတန်းပြခဲ့တဲ့အာရကာမဲဘရိုက်တာတိုင်းဥစ္စာနိုင်ကတဲ့တော့အတောင်းဆိုတောင်းတတိအားလုံးကိုကျေးဇူးတောင်းပါတယ်အားလုံးစေတနာရှင်တွေကိုလည်းအားလုံးကျေးဇူးတောင်းပါတယ်နောက်ပြီးကလေးဆလာပြီးကကိုရိုနဲ့ပူပေါအောင်ပြီးကကိုရိုရဲ့အားကပဲသူဒီခါကေတော့ကနေကိုတူတူဖေရှောင်းပြီးကပူပေါအောင်ပြီးကဘာလို့ကိုရိုကတိုက်တွန်းလို့ဆိုပါတယ်ကျေးဇူးတောင်းပါတယ် ကျေးဇူးတင်ပါတယ်လို့ကာရပါပါ ပါ